အရှင်ဘုရားကိုရင်လေးတွေကိုကစားစရာလှူမိရင်ငရဲကြီးပါသလားဘုရားတဲ့မြတ်စွာဘုရားကစေတနာကိုကံလို့ဟောပါတယ်အဲ့ဒီလိုစေတနာကိုကံလို့ဟောတာဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်ဖြစ်ခြင်းအကုသိုလ်ဖြစ်ခြင်းဆိုတာကမိမိရဲ့စေတနာနဲ့ပဲဆိုင်ပါတယ်မိမိကကိုရင်လေးတွေစော့ကျင်ရှာမှာပဲပြောချင်းရှာမှာပဲဆိုတဲ့အနုဂဟစေတနာနဲ့လှူတာဖြစ်တဲ့အတွက်ငရဲမကြီးပါဘူးကုသိုလ်ပဲရပါတယ်သို့တော့လှူပုံလှူနည်းကိုတော့သိဖို့လိုပါတယ်ကိုရင်လေးတွေဟာ10ပါးသီလဆောင်ထိန်ထားရတဲ့ပုဂ္ဂိုလ်များဖြစ်တဲ့အတွက်ကိုရင်လေးတွေဆောင်ထိန်တဲ့10ပါးသီလထဲမှာနိစ္စဂိတဝါဒိတစတဲ့သိက္ခာပုဒ်တွေပါတာကြောင့်ကိုရင်လေးတွေကိုအယုတ်လူမယ်ဆိုလို့ရှိရင်ဥဒိဘုံမောင်စတဲ့တူရိယာတွေကပြီးဆောလို့ရတဲ့မင်းသားမင်းသမီးရုပ်တွေကိုမလူပါနဲ့ဖြစ်နိုင်မယ်ဆိုရင်အယုတ်ဆက်ပြီးဆောလို့ရတဲ့အရာမျိုးတွေစလုံးဆက်ပြီးဆောလို့ရတဲ့ကစားစရာမျိုးတွေကိုလှူရင်ပိုကောင်းပါတယ်ဒါကလှူပုံလှူနည်းကိုပြောပြတာပါဒါကြောင့်ကိုရင်လေးတွေကိုပျော်ပါစီဆော့ပါစီဆိုတဲ့စေတနာကောင်းတဲ့လှူတာဖြစ်တဲ့အတွက်ငရဲမကြီးပါဘူးကုသိုလ်ပဲရပါတယ်နော်